မြို့လေးတစ်မြို့ရဲ့နာမည်ကြီးအေးဆိုင်တစ်ဆိုင်မှာဝန်ထမ်းလေးတွေနဲ့ customer ရှိနေတဲ့အချိန်ဒီလေးနှစ်ခွက်အသက်ဝင်လာတဲ့ အခုတလောကန်စတမာတွေရဲ့မြန်မာတီးတဲ့တစ်ခွက်လောက်ဆိုတဲ့အတောင်မကြားရကြတော့စိတ်ညစ်လိုက်တာအခုထိုင်ရင် လူပဲချိုဆင်းရဲ့အခုခေတ်လူငယ်တွေကငါတို့လိုရတာလေးတဲ့တီးတွေထက်ဟောတဲ့မချာတို့လိုအေးမျိုးကိုပိုကြိုက်လာကြတာဟာ မထဆိုလို့ပြောပြရအောင်မယ်တနေ့ကလေထူစင်းကသူ့ကိုတွေ့လို့နှုတ်ဆက်တာအဲ့ဒါကိုမတိချင်အောင်ဆောင်သွားရဲ့ကိုရဲ့ ပြောမနေပါနဲ့တော့ချိုဆင်းသူကသူ့ကိုယ်သူ international ကိုထိုးဖောက်နိုင်တယ်ဆိုပြီးဘဝင်တွေမြင့်နေတာတကယ်စိတ်ကုန်မကောင်းနေပြီးတော့ခြိုင်တို့နဲ့သူကမတူဘူးဆိုတဲ့ပုံစံနဲ့လည်းပြောသေးတယ် ဟင်းဟုတ်လားသူကတော်တော်လေးစိုးနေရပဲဘာလို့အဲ့လိုပြောရလဲအခုထိုင် သူပြောတဲ့ပုံစံအရဆိုငါချာအမုံတွေကရင်နွေးထဲမှာမပြောဝင်ဘူးပြောချင်တာကတော့ငါတို့လိုရင်နွေးထဲရတာဝင်ဖို့လက်ဖက်ကိုစိမ်ပြီးပြန်ထွက်လာမဟုတ်ပဲနဲ့လက်ဖက်အမုံကိုမှွေရတာတဲ့အဲ့ဒါကြောင့်ငါတို့ထက်သူကပိုကောင်းပါတယ်ပေါ့ကွာ အော်ချိုစိန်တီးပြီးမချဝစ်လို့ခေါ်တဲ့ဟာနဲ့မက်လားဘာမှလည်းမဟုတ်ပဲနဲ့လက်ချင်းနေရပေါ့လူငယ်တွေကြားထဲမှာအရန်ပေါ်ပြူလာဖြစ်တယ်ဆိုပြီးတော့ तू ကအဲ့လိုလုပ်မယ်ဆိုတော့ချိုစိန်ကထင်ပြီးသား ဖရန်လေးဆိုတာအမြဲပြီးသွားတဲ့အချိန်ရောက်လာမှာပဲချိုစိတ်သိမှုနဲ့သူ့ဘာသာဘာပဲဖြစ်နေငါတို့လို classic flavor တွေကအမြဲ popular ဖြစ်နေတာကြည့်နေလိုက်သူ့ကိုနောက်နှစ်လောက်ဆိုဘယ်သူမှတော့မှတ်မိမှာမဟုတ်ဘူး ဟုတ်တယ်အခုတော့မှလေတချို့လူတွေပြောနေကြပြီမချောက်တော့ရင်တဲ့လေခွေးထဲမှာမျက်စာနေတဲ့စိတ်ကြီးလိုခံစားရတယ်တဲ့နောက်နေ့ဆိုမချောက်ဘယ်သူမှလှဲ့တောင်ကြည့်တော့မှာမဟုတ် နေပဲပြောလိုက်တော့ပြီးတော့ तू ကလုံးဝကို sensitive ဟာမချအမုံလို့ဖို့လက်ဖက်အပင်ဟာရွက်ကုန်မခုခင်မှာ၄ဘက်လောက်လိုမှာရိတ်ထဲမှာထားရတယ်အဲ့လောက် attention လို့တဲ့ဒီမျိုးငါဖြစ်ခေါင်းကမကြောက်ဘူးပါဘူး နော်အရတာခါပြီးတော့ဈေးကလည်းကြီးသေးရဲ့အဲ့ဟာလူတွေကလေသူ့ကိုဘာလို့အလောက်တောင်တိုက်နေကြလဲချိုးစိမ့်မြနားကိုမလဲဘူး အခုဘသူ့အကြောင်းပြောနေကြရလဲ Oh my god မချာရေမတွေ့ရတော့ကြာပြီနော်အဲကျမကြီးရောကောင်းရဲ့လား ဘာကိုကျမ်းမာကြီးကောင်းလာလဲတင်းပြောတော့မှပြောနေကြပြီးတော့ခုကြသူတို့မဟုတ်တယ်လို့ ਨੇ ဒီမှာကြည့်မာချကိုလူတွေဘာလို့ကြိုက်လဲဆိုတာအရန်နေသိကျင်နေကြတော့ပြောပြမယ်လေမာချမှာအန်တီအောက်ဆီဒန့်တွေပါတော့ကျမ်းမာရေးပြဿနာတွေအမျိုးမျိုးမဖြစ်ခင်ကတည်းကကြိုတင်ပြီးတော့ကာကွယ်ပေးတယ်ပြီးတော့ metabolism ကိုလည်းအားပြုတော့ဝိတ်ကြပြီးတော့အသားရည်ကိုလည်းစိုပြေပြီးတော့လှပစေရမှတ်ထားဒါကြောင့် popular ဖြစ်နေတာ ဟဲ့နင်းမှာပဲ antioxidant တွေပါတာမဟုတ်ဘူးဒီတိုင်းမှာ antioxidant ပါတယ်ကိုယ့်ရဲ့ဘဝင်ကိုနည်းနည်းတော့ short လိုက်စမ်းပါ ဟာဘယ်သူမှလဲခြိုင်ရဲ့မာချာကယူရိုလိုမျိုးရင်နွေးဆိုင်ရတဲ့တီးမျိုးမှမဟုတ်ပဲတောက်လိုက်ရင်လက်ဖက်ရွက်ကိုတိုက်ရိုက်စားသလိုမျိုးဆိုတော့မာချာကကျမ်းမာရေးတော့ပိုကောင်းတယ်ပြောချင်တာကတော့လေယူရိုကန်စတမာတွေစီးကြိုဖြစ်အောင်လို့အရောက်ပို့နေတဲ့အချိန်မှာလေမာချာတွေကကျမ်းမာရေးကောင်းပြီးတော့အရသာရှိတဲ့ experience တွေရအောင်လုပ်ပေးနေတာ တီးတယ်ဒါမဲ့ချိုးစိမ့်တို့ကလေမချာနဲ့ရှင်လို့ရှင်တကြားတက်ကများပြီမဲ့လေကန်စတမာတွေလိုအပ်တဲ့ energy ကိုဒီတကြားတက်ကပဲရမှာမဟုတ်ဘူးလားပြီးတော့အခုခေတ်ဆိုပိုတော့ကောင်းသေးရဲ့စီးချိုရှိရဲ့သူတွေအတွက်တီးတန့်လုပ်ထားတဲ့တကြားကိုထည့်ပြီးတောက်လို့ရတယ်လေ မဲ့မာချာယူရိုထက်ကျမ်းမာရေးပူညီညွတ်တယ်ဆိုတာလက်ခံပြီမလားမာချာကိုလေလူငယ်ရင်မပြောနဲ့ဟိုးရင်ခေတ်ကဂျပန်ဖုန်းတွေကလည်းကြိုက်ကြတယ်ဘာလို့လဲဆိုတော့သူတို့အချိန်ကြာကြီးတရားထိုင်နေမှုအတွက်မာချာကူညီပေးရလေပြီးတော့အဲ့တုန်းကဆိုမာချာကိုတောက်เสียဆိုတာတဲ့ဆေးလိုသဘောထားပြီးကိုတောက်ခဲ့ကြတာမာချာကိုတောက်ရင်ပို့ပြီးတော့ alert ဖြစ်စေရအာယုံဆိုင်နိုင်တယ် အခုချိုင်အခုပြောသလိုပဲတကယ်ကြီးမချာ तू ပြောချင်တာပဲလုံးဝဖြစ်ပြောနေတာ ငါပြောပါတယ်ချိုစိတ်တကယ်မာချာတော်တော်လေးကိုအမြင်ကပ်ဖို့ကောင်းနေတာ အပြင်မှာအရင်ခေတ်ဂျပန်ကဆာမူရိုင်းကြီးတွေဆိုရင်လေတိုက်ပွဲတစ်ခုခုမဝင်ခင်နဲ့ပြန်ရောက်လာတဲ့အချိန်မှာဂျပန်နိုင်ငံရဲ့ပထမဦးဆုံး tea ceremony ပုံစံမျိုးနဲ့မာချာကိုတောက်ခဲ့ကြတာပြီးတော့ နင်းပစက်ကဂျပန်နဲ့ပြောလို့မပြီးတော့ဘူးဂျပန်စကားလည်းမတတ်ပဲနဲ့ အောင်မမာချာဂျပန်မှာကြီးလာလေဘာအောင်ပြောတတ်မှာ အဲ့ဆိုမချာငါတို့ကြားဖို့အောင်တစ်ခွန်းလောက်ပြောပြအောင်လေ မာချာဝါဟိုတိုနီအိုးရှိတဲ့စုဟိုကာနိုအိုချာယိုရီမိုစုတိုအိုးရှိ ဟာရီလေနင်းအချက်လည်းမရှိဘူးနော် ဘာပြောရဲဒီမှာကြည့်ဘာဖြစ်ဖြစ်မာချလူ flavor အစ်စ်မျိုးလူငယ်တွေကကြိုက်နေကြပြီလေယူရိုအသက်ကြီးပိုင်းနေပဲတောက်ကြရတာဟိုတနေ့ကဆိုင်ပိုင်ရှင်ပြောနေအောင်ကြားလိုက်သေးတယ်ယူရိုကိုရောင်းမကောင်းလို့မီနူးကနေဖြုတ်မလို့တဲ့ ဟဲ့နင်မဖြစ်နိုင်တာရှောက်မပြောနဲ့ငါတို့လို classic flavor တွေမရှိတဲ့ဆိုင်တီးဆိုင်လို့ကိုခေါ်လို့မရဘူးဟာ ဟ
好，ကိုအဲ့လိုလေးနေပြီးတော့လေနှစ်သိမ့်ပေးနေနော်အခုယူရိုကို flavor တစ်မျိုးလောက်နဲ့ထားထားတဲ့အချိန်မှာလေမာချအောင်နောက်ထပ်အေးအသစ်တွေနဲ့မုတ်တွေထဲမှာပါတောင်းနေပြီရှင်းပြောရရင်တော့ဆိုင်ရဲ့နံပါတ်1ရောင်းအကောင်းဆုံးလေးပေါ့ကွယ် ဟာဘာဖြစ်နေကြလဲတဆိုင်လုံးနင်တို့အတန်ကြီးကြည့်ပဲ ကိုပါတီးရဲ့မချားလေသူ့ရောင်အားရတာတက်နေလို့ဆိုပြီးဘဝင်နေမြင့်နေရချိုးစိမ့်လို့မတူတူလို့မတန်လို့နဲ့လေ ဟာမာချပြောရတဲ့မှာဘာမားတာပါလို့လဲအကုန်မှန်နေပဲပြောရတာယူရိုကရောင်းမကောင်းလို့ပြောတာမခံနိုင်လဲနေပေါ့ ဟဲ့မချနင်ဘလို့ဖြစ်နေတငယ်ချင်းအချင်းချင်းကိုအဲ့လိုပြောစရာမှမလိုတာအခုပြန်တောင်းမှန်တာ တောင်းမှန်နိုင်ပါဘူးယူရိုမှာမာချလိုမျိုးကမ္ဘာဈေးကွက်ထဲမှာ 4.3 billion US ဒေါ်လာရောက်သွားပြီဆိုရင်လေလာပြောလိုက်အခါကျရင်တောင်းမှန်ပေးမယ် အဲ့ဒါကိုတော့လာမကြွားနဲ့မချရငါ့ရဲ့ကမ္ဘာဈေးကွက်ကလည်း 2.83 billion လောက်ရှိတယ်ဟုတ်တယ်ငါနင်လောက်တော့မများပါပဲငါကလူတွေတကယ်ကြိုက်လို့အဲ့လိုဈေးရှိနေသေးတာနင်ကိုနောက်တစ်နှစ်လောက်နေလို့လူတွေမေ့သွားကြပြီဆိုလို့ရှင်အဲ့လောက်ပမာဏရှိမှာမဟုတ်တော့ တော့ပြောနေသေးတယ်သူက trend ကိုမြင်ပြီးမောက်မာနေတာလူတွေအရင်ကတည်းကတကယ်ကြားတဲ့ channel လို့ flavor မျိုးကရောင်းကောင်းမကောင်းရေရှည်မြဲကိုမြဲတာ မြဲတော့မသိဘူးခြံကတော့မီနူကနေဖြုတ်ခံမှမြင်အောင်နေသေးတယ် နင်တော်တော်လေးကိုလွန်နေတော့မှချအကောင့်မက်လို့နားထောင်နေမထင်နဲ့နင်စိတ်ပုတ်လုံးလို့အယောင်အဝါရောင်တော့ပြောင်းနေ ဟာဘာမှမမွာပါဘူးကြည့်လိုက်ဒီမှာလုံးဝ top grade မာချာစစ်တွေရဲ့အယောင်တိုင်းအစိမ်းအောင်တောက်နေရပဲ အစိမ်းအောင်ဆိုတော့အဆုံးမတော်လို့ရနေပြီမချာ ဟဲ့ဘာပြောရနေ ဟုတ်တယ်သူ့ကိုရေလောင်းချလိုက်လို့ရှင် the words of as ထဲအဆုံးမလိုမျိုးအေးပြောသွားမှလားမသိ သွားပြောနေလက်လျှော့လိုက်တော့ပူပါတီသူကလေရေထဲမှာလုံးဝမပြောဝင်ကြအောင်အဆအဆုံးပြန်ပြီးရှင်းပြနေမယ်မလုပ်ပါနဲ့ မာချာမပြောဝင်လို့ပြောရလေဘာလို့လဲရမှာလဲဒီမှာကြည့်ဘာလို့မပြောဝင်တာလဲဆိုတော့မာချာလေဒီနေ့ဆိုင်ရတဲ့တီးမျိုးမဟုတ်ပဲနဲ့တောက်လိုက်လက်ဖက်ကိုတိုက်စားလို့မျိုးပဲဆိုတော့ကျမ်းမာရေးတော့ပိုကောင်းတယ်အန်ဒီအောက်ဆီဒန့်နေရလေကျမ်းမာရေးကောင်းစီအဲ့လိုရဲမပြောဝင်တော့လေယွန်းနဲ့လုံးဝရှင်းလို့မရဘူးတိလားပိုကောင်းတယ် တိုင်းလာပြောနေ ဘာမှမသိဘူးမာချာအကောင်းဆုံးပဲလေ တိုင်းလာပြော ဟာတော့ကြတော့ဟိုမှာ customer ဝင်လာနေပြီ အဲ့မှာကြည့်နေလိုက် customer မာချာမှားမှာ ဒါပဲမှနင်းကိုမြင်လေသူရင်မေးလဲသွားလိုက်မှာမချာ မဟုတ်ဘူးပြောရတဲ့သူမာချာမှားမှာဘာလို့လဲဆိုတော့မာချာကလေ အော်လာပါဆုံးမချရဲ့ ဟယ်လိုဆိုင်ရှင်တို့ခုနကမှအတန်းလေးကြားနေရသေးတဲ့ဟာဘယ်ရောက်သွားကြရလဲ ကဲဒီလိုနဲ့ဆိုင်ရအတန်ကြီးတိတ်ဆိတ်သွားပြီးတော့ထီလီဘီကတော့သူတို့ရဲ့ရံပွဲကိုအပြီးမသက်နိုင်ခဲ့ကြပါဘူးဒီနေ့ရဲ့ podcast စီကတော့စုံနာလေးတို့အတွက်လူတွေကြားမှာနာမည်ကြီးရဲ့ထီလီမျိုးအကြောင်းကိုဟာသလည်းဖြစ်ဘူးတုဒ္ဒလည်းရအောင်ရေးသားတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ဒီ podcast လေးကိုသဘောကျရဆိုရင်တော့ like and follow လုပ်ပြီးသွားကြပါအောင်เนาะစုံနာလေးတို့အားလုံးကောင်းသောနေ့ရက်လေးဖြစ်ပါစေเนาะ